ကိုတယ်လိုက်ဘူးချင်အောင် မရှိလားနင်းကောင်းလို့ဆန်ကောင်းရှင်းရမှာလေ ရှင်းရတယ်လေအိမ်မှာပတ်စံမရှိတာရှင်းစီတာနဲ့ဒီမှာမူးလို့ရှူစီကခဲစီတော့ဖြစ်တာမဟုတ်ဘူး အမေခင်ကြိုင်ပြောနေမူးလို့ရှူတဲ့ခဲစီတော့မရှိဘူးတဲ့ဟုတ်ကဲ့ဟုတ်ကဲ့အမေပြောမလို့လေပြောကြော မပြောချင်ပါဘူးဒီမှာရှိလည်းမပေးနိုင်ဘူးဟမ်ရှင်းတယ်ချက်ကိုရမ်းနေလို့ပဲ အမေကြာရှိလေအမေကိုမပေးနိုင်ဘူးတဲ့တားပြောတာမဟုတ်ဘူးမေခင်ကြိုင်ပြောတာ ဟုတ်တယ် ဟောပြောချင်တာ ကဲအဲ့ဒါဆိုလည်းပေးဒီမှာရှိလည်းမရှိဘူးရှိလည်းမပေးနိုင်ဘူးတော့ဘယ်နဲ့တော့စားစီငါးစီတောင်းနေအောင်အတော်ပေးတဲ့ပတ်စံဘယ်နဲ့ကြားများရှိနေလို့တော့တော့တောင်းများအတော်ဘီလီယံတိုင်းနဲ့ပေးနေသလားကျမလေးတနေ့ရွာထဲနဲ့ပြီးတော့အကျွေးခံနေလို့လေအတော့တောင်ငတ်ပြီးမသေးတာသိရလားခဲတယ်ချက်ဟုတ်အမေလားဟာအမေဟိုကျမလေးကိုတင်လိုက်အမေအောင်မေလို့အမေရဲ့ဟုတ်ကဲ့အမေဟုတ်ကဲ့တမီးခုပဲလာခဲ့မယ်နော်ဟယ်လိုမေလို့ပြောတာ အဲ့မင်းလိုက်အနည်းကဆက်ယူဆက်ရမဟုတ်ဘူးအဲ့နဲ့လည်းဘာမှပတ်သက်တော့ဘာမှဆိုင်တော့ဆိုရှင်ငါဝေးလိုက်ဆိုင်ငါ့ကိုပြန်ပေးလိုက်ကျွားရတယ်ခွန်းနဲ့ဆောင်းတယ်နဲ့လိုက်နေလိုက် အေးမျိုးငါပြောတော့ငါပါရှိခဏလေးနော်အေးချစ်သူများကြီးကအင်ရှောကလက်စားခြင်းနဲ့ဆိုပြီးရှောကလက်ဝယ်ကျွေးတယ်ရှောကလက်ဖိုးရယ်အဲ့နှလုံးသားနဲ့ညီဆုံးနေရာမှာရှိကျင်တယ်ဆိုပြီးတော့ငါဝယ်ပေးထားတဲ့ဘော်လီတစ်ထည့်ရယ်နော်ပန်းညံအောင်တော့ပန်းညံဝင်ကြီးရယ်နော်တခါဒုနေ့ရောက်ရုပ်ရှင်ကြည့်တော့ရုပ်ရှင်လက်မှတ်ဖိုးရယ်နော်အဲ့နင်းသပြေဆိုင်တောင်းကရှင်ဖြောင်းတာပတ်သက်လို့လို့ဆိုပြီးတော့ငါရှိရနေရှိထားတဲ့2000ဝဲရယ်နော်ဘုံများပါမှာအဲ့လိုလေလားဒီနေ့ငါဝယ်ပေးထားတဲ့ဖက်နဲ့ရယ်နော်မာလာရှန်ကိုစားခြင်းနဲ့ဆိုပြီးတော့ငါရှိရနေပတ်သက်ရှိထားတဲ့3000ဝဲရယ်နော်အဲ့ဒါကြီးအကုန်လုံးပေါင်းလိုက်ရင်2500ပဲရောတယ်ဒါတော့မျိုးငါနော်ဟိုနေခဲ့တဲ့ရှိခဲ့တဲ့တန်ရောတင်ကြောင်းမလို့နော်အဲ့ဒါအရင်ကာလပေါက်စည်းနေပဲနော်အခုကုန်စည်လုံးတက်နေတဲ့ဈေးနဲ့မျိုးငါပြန်မတောင်းဘူးနော်ကုန်စည်ဈေးလုံးတက်နေတဲ့ဈေးနဲ့ပြန်တောင်းရင်ဒီချက်မကောက်ဘူးနော်ဒါမျိုးငါအတိုးလည်းမယူဘူးငါအရင်တိုင်းပဲငါဟုတ်ပါပြန်ပြီးလိုက်မျိုးငါပတ်သက်เสียဘာကြောင့်မှလည်းမရှိဘူးမျိုးငါဆက်เสียဘာကြောင့်မှလည်းမရှိဘူးနော်ဟုတ်ပြီလားအေးအဲ့ဒါကြီးကုန်ပြန်ရပြီဆိုရင်မျိုးငါမပတ်သက်တော့ဘူးနင်းရှိတယ်ငါဖုန်းမဆက်တော့ဘူးနော်အေးအော်အဲ့ဒါပြန်ပြီးလိုက် TV နဲ့လမ်းလွှဲလိုက်နော်နည်းနည်းပြုတ်ပြီးဆိုငါလည်းတဲကွဲတော့ဘီယာလေးပဲတောက်ရမယ်